မာနကြီးပြီးရက်ဆက်တဲ့မင်းသားတစ်ပါးဟာပေါ်ဆရာမရဲ့ကျင်းစာတိုက်ခြင်းကိုခံလိုက်ရလို့လူဆိုးလာတဲ့တာရဲကောင်ကြီးအဖြစ်ပြောင်းလဲသွားပြီးနန်းတော်တစ်ခုလုံးကအစေခံတွေလည်းစကားပြောတတ်တဲ့အိမ်သုံးပစ္စည်းတွေအဖြစ်အသွင်ပြောင်းလဲသွားကြပါတယ်။မော်နင်းစီပန်းရဲ့နောက်ဆုံးပွင့်ဖက်မကြွေခင်မှာစစ်မှန်တဲ့အချစ်ကိုမရှာဖွေနိုင်ရင်သူတို့အားလုံးဒီဘဝကနေလွတ်မြောက်မှာမဟုတ်ပါဘူး။ရွာလေးတစ်ရွာကညံကောင်းပြီးလှပတဲ့မိန်းကလေးပဲဟာတောအုပ်ထဲမှာလမ်းပြောက်ပြီးတာရဲကောင်ရဲ့ရဲတိုက်ထဲဖမ်းဆီးခံလိုက်ရတဲ့ဖခင်ဖြစ်သူကိုကယ်တင်ဖို့ရောက်ရှိလာပါတယ်။ဘဲဟာဖခင်ဖြစ်သူကိုစားမိမိကိုယ်တိုင်ရဲတိုက်ထဲမှာတာရဲကောင်ရဲ့ထာဝရဒစာခံအဖြစ်နေထိုင်ဖို့ဆုံးဖြတ်ပြီးလဲလှယ်လိုက်ပါတယ်။ဘဲဟာရဲတိုက်ထဲကစကားပြောတတ်တဲ့ဖျောင်းနိုင်နာရီရင်နွေးကြည်တာလေးတွေနဲ့ရင်းနှီးသွားပြီးတာရဲကောင်ကြီးဟာအပြင်ပန်းသာကြမ်းတမ်းပေမဲ့အတွင်းစိတ်ကကြပြဆန်ပြီးစာပေမြတ်နိုးတတ်တဲ့သဘောကောင်းသူတဦးဖြစ်မှန်းစတင်သိရှိသွားပါတယ်။တာရဲကောင်ကြီးကဘဲအတွက်အေယာမစာကြည့်တိုက်ကြီးကိုလက်ဆောင်ပေးပြီးသူတို့နှစ်ယောက်ကြားမှာချစ်ချင်းတန်ရောစင်တွေစတင်အမြင့်တွဲလာပါတယ်။တာရဲကောင်ကြီးဟာဘဲဖခင်ဖြစ်သူကိုလွမ်းဆွနေတာကိုမြင်တွေ့ရတဲ့အတွက်သူမကိုရဲတိုက်ထဲကနေလွတ်လပ်စွာအိမ်ပြန်ခွင့်ပြုလိုက်ပါတယ်။ဘဲဟာရွာကိုပြန်ရောက်တဲ့အခါတာရဲကောင်ကြီးဟာလူဆိုးမဟုတ်ဘူးဆိုတာကိုအမှန်တိုင်းသက်သေပြဖို့ကြိုးစားပါတယ်ဘဲကိုတစ်ဖက်သက်ပူးပန်းနေတဲ့ကက်စတွန်ဟာတာရဲကောင်ကြီးကိုမနာလိုဖြစ်ပြီးဒီကောင်ကြီးကလူတွေကိုရန်ပြုမဲ့ဘလူးကြီးလိုရွာသားတွေကိုတွေးထိုးလှုံ့ဆော်ကလက်နက်ကိုစီနဲ့ရဲတိုက်ကြီးကိုစစ်ချီသိမ်းပိုက်ဖို့ထွက်လာကြပါတယ်ရွာသားတွေရဲတိုက်ထဲကိုအတင်းဝင်ရောက်လာတဲ့အခါမှာတော့စကားပြောတတ်တဲ့အသုံးဆောင်ပစ္စည်းလေးတွေအားလုံးစုပေါင်းပြီးရင်းတို့ရဲ့ထူးဆန်းတဲ့အစွမ်းတွေနဲ့ရွာသားတွေကိုဝိုင်းဝန်းပညာပေးမောင်းထုတ်ကြပါတယ်ကက်စတွန်ဟာတာရဲကောင်ကြီးကိုအနောက်ကနေတနက်နဲ့လှမ်းပစ်ခတ်ပြီးရက်ဆက်စွာလှုပ်ကြံပေးမဲ့နောက်ဆုံးမှာကက်စတွန်ကိုယ်တိုင်ခြေချော်ပြီးရဲတိုက်အောက်ကိုပြုတ်ကျသေဆုံးသွားပါတယ်တရဲကောင်ကြီးဟာလည်းတနက်တန်ရာကြောင့်ဘဲရဲ့ရင်ခွင်ထဲမှာတင်အသက်ပြောက်လူမိပါဖြစ်သွားခဲ့ပါတယ်မော်နင်းစီပန်းရဲ့နောက်ဆုံးပွင့်ဖက်လေးကြွေကျသွားတဲ့အချိန်စက္ကန့်ပိုင်းအလိုမှာပဲဘဲကတရဲကောင်ကြီးကိုဖတ်ငိုရင်းကျမရှင်ကိုချစ်တယ်လို့စစ်မှန်တဲ့အချစ်ကိုဝန်ခံလိုက်ပါတယ်ထို့အချိန်မှာကျင်းစာတွေအားလုံးချက်ချင်းပြေသွားပြီးတာရဲကောင်ကြီးဟာရုပ်ချောတဲ့မင်းသားစစ်စစ်အဖြစ်ပြန်လည်ပြောင်းလဲသွားကနန်းတော်တစ်ခုလုံးလဲမူလအတိုင်းပျော်ရွှင်စရာဘဝကိုပြန်လည်ပိုင်ဆိုင်သွားကြရင်လှပတဲ့ကနဝင်ပုံမြင်လေးပြီးဆုံးသွားပါတော့တယ်